ဒီခေါက်တော့ကျွန်တော် bonus season လေးလာပါပြီ bonus ကတော့ကျွန်တော်ဒီ music background play ဘယ်လိုမျိုးလုပ်ရမလဲဆိုတာလေးကျွန်တော်ပြပြပါမယ်အရင်ဆုံးကျွန်တော် Firefox ထဲဝင်မှာပဲသူက Firefox နဲ့ပို့ဆင်းပြေဗျ Chrome လို့ပါအောင်နဲ့ဆိုရင်တိတ်ပြီးဆင်မပြေဘူး Firefox ထဲဝင်ပြီးတော့ဗောနော်ကျွန်တော်ဒီကရှာပြီးသားဆိုကျွန်တော်စာကနေပြန်ရှာပြပါမယ် YouTube ထဲဝင်မှာမယ် Firefox က YouTube ပေါ့YouTube ရဲ့ဝင်ပြီးမေကိုရှာခြင်းနဲ့ channel ကိုရှာပါတော့ကျွန်တော် channel ကိုပဲကျွန်တော်ရှာပေးလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော် YouTube policy နဲ့မကိုက်ပါဆိုလို့ပေါ့နော်ဒီကျွန်တော်ဒီ730ပေါ့နော်730နှိပ်ပြီးတော့ desktop site ဝင်နေလို့ဆိုရင် desktop site နှိပ်ပေါ့နော်ဒါကကျွန်တော် desktop site ဝင်လာပြီးသားဆိုတော့ desktop site လေးပြန်ဖွင့်လာပြီပါအဲဆိုတော့ကျွန်တော်ပိတ်ထားရမယ်လေဆက်ပြီးတော့ background play နေမှာပေါ့နော်ကျွန်တော်တင်မယ်လို့စဉ်းစားတာဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲဒီကျွန်တော်မြန်မာသမိုင်းမှာပေါ့နော်ဒီနှစ်နေရာလောက်တွင်မှာမကြုံစဘူးထူးထူးခြားခြားသဘာဝဘေးရန်နဲ့ငလျင်ဖြစ်ခဲ့တယ်ပေါ့နော်အဲဒီတော့ကျွန်တော် topic လေးတစ်ခုကျွန်တော်ပြောင်းချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီလက်အဲဆိုတော့ background play ရအောင်ပါပြီ